ငွေဝင်ကျန်းစေပြီးတော့မှလက်ပွင့်လက်ရွှင်စေမဲ့အစွမ်းထက်ရရလေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်ဆရာတို့အခုရောက်နေတဲ့9လပိုင်းလာဝက်ကိုရောက်ရှိလို့လာပါပြီ9လပိုင်းလာစနေပြီးတော့လာဝက်မှာငွေမဝင်တဲ့သူတွေရှိတယ်ငွေဝင်နေနေတဲ့သူတွေလည်းရှိတယ်အယောင်းဝယ်ပါနေတဲ့သူတွေလည်းရှိတယ်စီးပွားကျနေတဲ့သူတွေလည်းရှိတယ်အကျွေးတွေများနေတဲ့သူတွေလည်းရှိတယ်ဒီလိုလူမျိုးတွေအတွက်နော်ငွေဝင်ကျန်းစေပြီးတော့မှလက်ပွင့်လက်ရွှင်စေပြီးအကျွေးတွေကြေစီမဲ့ရရလေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်ဆရာတို့လူတစ်ယောက်ကလက်ပိတ်နေပြီဆိုရင်ငွေမဝင်တော့ဘူးငွေဝင်နေနဲလာမယ်ငွေမမြဲတော့ဘူးငွေမစုမိတော့ဘူးငွေကုန်ကြေးကြတွေများလာတတ်ပါတယ်ဆရာတို့အဲ့အကြောင်းမလို့ဆရာပရိသတ်တွေထဲမှာလက်ပိတ်နေတဲ့သူတွေရှိရင်ငွေကန်နှိမ့်နေတဲ့သူတွေရှိရင်ဆရာကလက်ပွင့်လက်ရွှင်ပြီးတော့မှငွေကန်မြင့်ရွှေကန်မြင့်စေပြီးတော့မှငွေတလဟောဝင်စေပြီးငွေဝင်ကျန်းစေမဲ့ရရလေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်ရရရဲ့နာမည်ကလည်းเนาะဆရာတို့9လပိုင်းလာဝက်ကနေလာကုန်တဲ့အထိငွေဝင်ကျန်းစေပြီးတော့မှလက်ပွင့်လက်ရွှင်စေမဲ့ရရဖြစ်ပါတယ်ဒီရရလေးကိုဘယ်လိုပြုလုပ်ရမလဲဆိုတာဆရာတေချာလေးရှင်းပြပေးပါမယ်ဗီဒီယိုလေးကိုလည်းပြီးဆုံးအောင်ထိကြည့်ပေးပါဒါမှဆရာပြောတဲ့စောင်းရန်ရှောင်းရန်တွေကိုလည်းသိရမှာဖြစ်ပါတယ်9ရက်သားသမီးအားလုံးလည်းမင်္ဂလာပါဆရာကတော့ဘေးရင်ရရဆရာထူးမြအောင်ဖြစ်ပါတယ်ဆရာအခုပြောပြသွားမယ့်ရရကိုဆရာကိုယ်တိုင်တေချာတွက်ချက်ပြီးတော့မှဆရာပရိသတ်တွေကိုပေးတာမလို့ဒီရရကိုပြုလုပ်ပြီးပြီဆိုတာနဲ့ငွေဝင်ကျန်းလာလိမ့်မယ်လက်တွေပွင့်လာလိမ့်မယ်လက်တွေရွှင်လာလိမ့်မယ်ငွေတလဟောဝင်လာလိမ့်မယ်ငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအောင်မြင်တိုးတက်ပြီးတော့မှငွေကိုဝင်လာမစဲတဲ့နဲ့ငွေကိုဝင်လာမစဲတဲ့နဲ့ဝင်စီရမယ်ဆိုတာကိုဆရာကအာမခံပါတယ်เนาะအဲ့တော့ဒီရရလေးကိုဆရာတို့ပေါ့เนาะမိမိရဲ့စိတ်ထဲမှာကုသိုလ်စိတ်တွေတရားစိတ်တွေထားပြီးတော့မှလှုပ်ပါယုံကြည်နဲ့သာလှုပ်ပါဒီရရကိုလှုပ်ပြီးပြီဆိုတာနဲ့ငွေဝင်ကျန်းပြီးလက်တွေပွင့်လက်တွေရွှင်လာလိမ့်ပါမယ်ဆရာကတော့ကုသိုလ်ပြုရရတွေကိုနေ့စဉ်နေ့တိုင်းဆရာပရိသတ်တွေကိုတင်ပေးခဲ့တာ10နှစ်ကျော်ကာလရောက်ရှိလို့လာပါပြီဆရာရဲ့ကုသိုလ်ပြုရရတွေကိုလိုက်လုပ်ပြီးတော့မှရွှေတိုင်းစိန်တိုင်းဖွင့်သွားတဲ့သူတွေငွေကိုသိန်းချီတောင်းချီချမ်းသာတဲ့သွားတဲ့လူတွေအများကြီးရှိပါတယ်အဲဒါကြောင့်ကုသိုလ်ပြုရရဆိုတာဇွဲရှိဖို့လိုတာတဲ့နေ့စဉ်နေ့တိုင်းလုပ်ဖို့လည်းလိုပါတယ်အဲ့တော့ဆရာပရိသတ်တွေအားလုံးကိုဆရာကကုသိုလ်ပြုရရတွေကိုနေ့တိုင်းတင်ပေးပြောပြသွားပေးပါမယ်ယုံကြည်နဲ့သာနေ့တိုင်းလိုက်လို့ပါဆရာဂရီပေးနိုင်ပါတယ်အာမခံနိုင်ပါတယ်တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့စီးပွားရေးတွေကအောင်မြင်လာလိမ့်မယ်တိုးတက်လာလိမ့်မယ်ချမ်းသာလာလိမ့်မယ်ကုသိုလ်တရားတွေရရှိပြီးတော့မှနော်အောင်မြင်ချမ်းသာတိုးတက်ပြီးတော့မှတထေးကြီးတွေတထေးမကြီးတွေဖြစ်လာပါလိမ့်မယ်ဆိုတာကိုဆရာကပြောချင်ပါတယ်အဲ့တော့ကုသိုလ်ပြုရရဆိုတာရရတွေအားလုံးထဲမှာမှအထူးခြားဆုံးအမွန်မြတ်ဆုံးအစွမ်းထက်ဆုံးရရဖြစ်လို့ကုသိုလ်ပြုရရကိုနေ့စဉ်နေ့တိုင်းဆရာနဲ့အတူတူလိုက်ပါဆောင်ရွက်ကြဖို့ဆရာပြောချင်ပါတယ်ဒါမှကိုယ်မှရှိတဲ့အခက်အခဲတွေပြည်လည်စေပြီးတော့မှငွေဝင်ကျန်းစေပြီးတော့ငွေများဝင်စေမှာဖြစ်ပါတယ်တော့ဆရာဒီနေ့အရေးကြီးရလေးတခုပြောချင်ပါတယ်အဲ့ဒါတော့ဗာလဲဆိုရင်ဆရာရဲ့ page တွေ Facebook page တွေ account တွေကပြတ်သွားပါတယ်အဲ့တော့ဆရာဒီဘေးရင်ထူးမြအောင်ဆိုပြီးတော့ page အသစ်ကလေးဖွင့်ထားပါတယ်အဲ့တော့ဆရာပရိသတ်9ရက်သားသမီးအားလုံးဒီ page လေးကို like လုပ်ထားပေးပါ follow လုပ်ထားပေးပါ favorite လုပ်ထားပေးပါလို့ပြောချင်ပါတယ်ဒါမှဆရာတရက်တစ်ခါနေ့စဉ်တင်ပေးတဲ့ရတရားတွေကိုတွေ့ရမှာဖြစ်ပါတယ်ဆရာတရက်တစ်ခါနေ့စဉ်တင်ပေးတဲ့ရတရားတွေကိုသာနေ့စဉ်ပုံမှန်လေးလိုက်လုပ်ပေးပါထီတွေချဲတွေပေါက်စေရမယ် 2D 3D ပေါက်စေရမယ်အယောင်းဝယ်တွေကောင်းစေရမယ်စီးပွားတက်စေရမယ်အကျွေးတွေကြေစေရမယ်လိုတိုင်းရပြီးတော့မှအစအရာအဆင်ပြေစေရမယ်ဆိုတာကိုဆရာကအာမခံပါတယ်ဆရာကပြောပြသွားမယ့်ရတရားလေးကို20ရက်9လ2026ခုနှစ်မှာပြုလုပ်ရမှာဖြစ်ပါတယ်20ရက်နေ့တရက်တည်းပဲပြုလုပ်ရမှာဖြစ်ပါတယ်20ရက်နေ့မနက်9:00နာရီကနေမနက်17:00နာရီခွဲတွင်ကိုဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုကော်ဖီတစ်ခွက်ကပ်ပါမယ်နော်လက်ပွင့်လက်ရွှင်သေးဖို့ငွေဝင်သေးဖို့တော့ကော်ဖီတစ်ခွက်ကပ်မယ်ပြီးရင်ဆရာတို့စွန်းထမင်းနဲ့တကွာလက်ဖက်တုပ်တစ်ပတ်ကန်ကတ်လူရမှာဖြစ်ပါတယ်လက်ဖက်တုပ်ကတုပ်ပြီးသားဝယ်ကတ်လဲရတယ်ကိုယ့်အကိုအိမ်မှာတုပ်လဲရတယ်ပြီးရင်စီမီးဖြူရောင်နှစ်တိုင်ကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုပူဇော်မယ်ပြီးရင်တန်မုတ်တွေကာတာကိုရှစ်ခေါက်ရွတ်ပါမယ်ရွတ်ပြီးဆိုတာနဲ့ဆူတောင်းရမှာတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကို20ရက်နေ့မှာ9လပိုင်းမှာလက်ပွင့်လက်ရွှင်ငွေဝင်ကျန်းစေမဲ့ငွေတလဟောဝင်စေမဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်ပြေချောမွေ့စေဖို့အတွက်ကော်ဖီတစ်ခွက်လက်ဖက်တုပ်တစ်ပတ်ကန်စီမီးဖြူရောင်နှစ်တိုင်ကိုကတ်လူပူဇော်ပါတယ်ကတ်လူရသောစေတနာတရားမြတ်တာအကျိုးများကြောင့်တပည့်တော်ဒီရတရားကိုပြုလုပ်တဲ့နေ့ကနေစပြီးတော့နော်လက်တွေပွင့်ပါသည်လက်တွေရွှင်ပါသည်ငွေဝင်ကျန်းပါသည်ငွေတလဟောဝင်ပါသည်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအောင်မြင်တိုးတက်ပါသည်စီးစိမ်ဥစ္စာတွေပုံမတိုးပွားပါသည်ဒီထက်မကလူနိုင်တန်းနိုင်ပြရသည်ဒီထက်မကသာသနာပြုနိုင်ပြရသည်သူဆရာတို့ဆူတောင်းမယ်ဆူတောင်းပြီးဆိုတာနဲ့ဒီရတရားလေးပြုလုပ်လို့ပြီးပါပြီဒီရတရားပြုလုပ်မယ်ဆိုရင်ဒီဗီဒီယိုလေးကို share ထားပေးပါနော်ဒီဗီဒီယိုလေးကိုများလေး share ထားပေးပါမိမိရဲ့တငယ်ချင်းတွေမိတ်ဆွေတွေဆွေမျိုးတွေမိသားစုတွေကိုလည်းဒီရတရားလေးကိုပြန်လည်မျှဝေပေးပါကုသိုလ်ပြုရတရားကိုပြန်လည်မျှဝေပေးတယ်ဆိုတာကုသိုလ်လည်းရသေးတယ်ငွေလည်းဝင်သေးတယ်ကိုယ့်ရဲ့လုံအင်ဆန္ဒတွေလည်းပြည့်ဝသေးပါတယ်အဲဒါကြောင့်မလို့ဆရာတို့ဒီရတရားပြုလုပ်မယ်ဆိုရင်ဒီဗီဒီယိုလေးကို share ပြီးတော့မှဒီရတရားလေးကိုပြုလုပ်ဆောင်ရွက်ပေးဖို့ဆရာပြောချင်ပါတယ်နော်ဆရာကွန်မန့်မှာလည်းမိမိရဲ့နေနံကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုငွေဝင်အောင်ဆူတောင်းပေးပါမယ်ဒီနေ့ဆရာအရန်အရေးကြီးရလေးပြောချင်ပါတယ်အဲ့ဒါကတော့ဒီ9လပိုင်းထဲမှာငွေလုံးဝမဝင်ဖြစ်နေတဲ့သူတွေအကျွေးတွေများနေတဲ့သူတွေလောင်ကစားလုပ်လို့အရှုံးပေါ်နေတဲ့သူတွေစီးပွားကျနေတဲ့သူတွေအကုန်လုံးဆရာစီကိုလာခဲ့ပါဆရာစီမှာအခု
နော်ရွှေရည်တွင်းငွေရည်တွင်းဆိုတဲ့ရတရားကိုပြုလုပ်ပေးနေပါတယ်မိမိရဲ့လက်တွေပိတ်နေတာတွေကိုရေတွင်းထဲမှာတူးတကဲ့သို့ရေတွေထွက်တကဲ့သို့ဆရာကငွေပိုငွေရှမ်းနေမိမိစီကိုရောက်လာအောင်ပေါများအောင်လို့ရွှေရည်တွင်းငွေရည်တွင်းဆိုတဲ့ရွှေပေါ်ငွေပေါ်တဲ့ရတရားကိုပြုလုပ်ပေးမှာဖြစ်ပါတယ်ငွေမပေါ်တဲ့သူတွေငွေရှာရခတ်နေတဲ့သူတွေငွေလုံးဝမဝင်တဲ့သူတွေအကုန်လုံးဆရာစီမှာဒီရွှေပေါ်ငွေပေါ်ဆိုတဲ့ရတရားအစ်စ်ကိုလာအပ်လေပါဒီရတရားကိုဒီ20ရက်နေ့မှာဆရာစတင်ပြီးတော့ဖော်ဆက်ထားတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီ9လပိုင်းမှာလက်ပိတ်တဲ့သူတွေငွေမဝင်တဲ့သူတွေအယမ်းများနေတဲ့အတွက်ဒီဆရာရွှေပေါ်ငွေပေါ်ရွှေတွင်းရွှေရည်တွင်းငွေရည်တွင်းဆိုတဲ့ရတရားကိုပြုလုပ်ပေးမှာဖြစ်ပါတယ်ဒီရတရားကိုအပ်ချင်တယ်ဆိုရင်ဆရာရဲ့ Viber တို့ Messenger တို့ Telegram တို့မှာဆရာနဲ့ direct ဆက်သွယ်ပြီးတော့ရတရားအပ်လို့ရပါတယ်ဆရာစီမှာရတရားအပ်ချင်တယ်ဆိုရင် Messenger မှာမိမိရဲ့ဓာတ်ပုံနာမည်မွေးနေ့နေ့နံသာပို့လိုက်ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုရွှေရည်တွင်းငွေရည်တွင်းရတရားလုပ်ပေးမယ်ပြီးရင်ကြော်ဝဲတွေထိုးပေးမယ်direct တက်စင်တွေလုပ်ပေးမယ်အစီရင်တွေလုပ်ပေးမယ်နေ့စဉ်နေ့တိုင်းစူတောင်းမှုတွေလုပ်ပေးမယ်ဈေးဖြောင်းနိုင်တွေထုံးပေးမှဖြစ်လို့ဆရာစီမှာရတရားအပ်ပြီးဆိုတာနဲ့ငွေဝင်ကျန်းစေပြီးတော့လက်ပွင့်လက်ရွှင်ပြီးတော့ကန်ထူးကန်ကောင်းစေပြီးတော့မှအစအရာအဆင်ပြေချုံးမွေးစေရမယ်ဆိုတာကိုဆရာကအာမခံပါတယ်ပြီးတော့ဆရာစီမှာဘေးရင်မေးလို့ရတယ်ဇာတာစစ်လို့ရတယ်တဲတော်မေးလို့ရတယ်စိုင်းနာမည်ပေးလူနာမည်ပေးတွေလည်းမေးလို့ရပါတယ်ဆရာစီမှာအခြေရေးအိမ်အောင်ရေးစီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးအတွက်အစီရင်တွေအဲ့လိုရတယ်ရတရားတွေအဲ့လိုရပါတယ်ယုံကြည်မှလာခဲ့ပါဆရာကဆရာပရိသတ်တွေကိုနော်တေးသေးချာချာလေးကိုလောက်ကင်ဆောင်ရွက်ပြီးတော့မှအစီရင်ရတရားတွေနဲ့ဓာတ်ရိုက်တက်စင်တွေနဲ့ပြုလုပ်ပေးမှဖြစ်ပါတယ်ဆရာဒီနေ့ကြော်ညာစရာလေးတစ်ခုရှိပါတယ်ဒါလေးကတော့ဆရာထူးမြအောင်ကိုယ်တိုင်ထုတ်တဲ့ရွှေလက်ကီးငွေလက်ကီးဆိုတဲ့အဆောင်ရေမွေးလေးဖြစ်ပါတယ်ဒီရေမွေးလေးကထိုင်းနိုင်ငံရဲ့နာမည်ကြီးရေမွေးစက်ရုံကနေပြီးတော့မှထုတ်လုပ်ထားပြီးတော့မှဆရာကိုယ်တိုင်ပီရဓာတ်တွေအစီရင်တွေလုပ်ပေးထားတဲ့ရေမွေးဖြစ်ပါတယ်ဒီရေမွေးကအနံလေးကလည်းတင်းတင်းမွေးမွေးလေးဖြစ်ပြီးတော့မှတနေ့ကုန်ခံပါတယ်ထိုင်းနိုင်ငံရဲ့နာမည်ကြီးရေမွေးစက်ရုံကနေထုတ်လုပ်ထားပြီးတော့မှဆရာကိုယ်တိုင်ရတရားအစီရင်လုပ်ထားတဲ့ရေမွေးဖြစ်ပါတယ်ဒီရေမွေးလေးကိုမြန်မာပြည်မှာရောထိုင်းနိုင်ငံမှာရော3ရက်အတွင်းဆရာအိမ်ရောက်ပို့ပေးပါတယ်ယောက်ျားလေးရောမိန်းကလေးရောသုံးလို့ရပါတယ်အနံ့ကလည်းတနေ့ကုန်ခံပါတယ်အနံ့လေးကလည်းတင်းတင်းမွေးမွေးလေးဖြစ်ပါတယ်ဒီရေမွေးလေးကိုအခြေရေးအိမ်အောင်ရေးစီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးစမ်းပွင့်လက်ပွင့်မျက်နှာပွင့်ဖို့ငွေဝင်ကျန်းဖို့ထီချဲပေါက်ဖို့အယောင်းဝယ်ကောင်းဖို့အတွက်ဒီအဆောင်ရေမွေးလေးကိုသုံးလို့ရပါတယ်အရန်ကိုမှအစွမ်းထပ်ပြီးတော့မှထူးခြားတဲ့ရေမွေးလေးဖြစ်ပါတယ်ဝယ်သုံးကြည့်ပါအစဉ်ပြေစေရမယ်စွမ်းစေရမယ်ထူးခြားစေရမယ်ဆိုတာကိုအာမခံပါတယ်နော်တနေ့ကုန်မွေးပြီးတော့မှတနေ့ကုန်လက်ပွင့်လက်ရွှင်ငွေဝင်ကျန်းနေတဲ့ရေမွေးလေးဖြစ်ပါတယ်နော်ဒီရတရားပြုလုပ်တဲ့20ရက်နေ့မှာဝတ်သားမစားပါနဲ့ဝတ်သားစားတာကိုရှောင်ပေးပါအကျိုးပေးကနန်းလေးကတော့13509မာကနန်းလေးတွေဖြစ်ပါတယ်အကျိုးပေးအယောင်ကအညိုရောင်ရဲ့အဖြူရောင်ရဲ့အဝါရောင်ရဲ့ဖြစ်ပါတယ်ဒီရောင်တွေပါတဲ့အဝတ်စားတွေဝတ်မယ်ပတ်စံအိတ်တွေဝတ်မယ်ဆိုရင်ပို့ပြီးတော့လက်ပွင့်လက်ရွှင်ပြီးတော့ငွေဝင်စေပါတယ်20ရက်နေ့မှာဒီကော်ဖီနဲ့လက်ဖက်တုပ်ရတရားကိုကတ်လို့ကြတယ်ပြုလုပ်ကြတယ်9ရက်သားသမီးအားလုံးဆရာရဲ့မြစ်တာတဲ့ကြောင့်မလို့ငွေဝင်ကြမ်းပြီးငွေများများဝင်ကြပါစေလို့ဆရာဆုတောင်းပေးပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်